ဝဲမင်္ဂလာပါရှင်အသွင်ဒီနေ့ဖတ်ပြမယ့်ခေါင်းစဉ်လေးကကိုတန်မိုးတက်အောင်နေနည်းများတဲ့အသွင်နဲ့တူတူနားဆင်ကြည့်ကြရအောင်နော်ကိုတန်မိုးတက်အောင်နေနည်းများတဲ့ကိုတန်မိုးထားတတ်ဖို့ဆိုတာဘဝအောင်မြင်မှုနဲ့စိတ်ချမ်းသာမှုအတွက်အရေးကြီးဆုံးတော့ချက်ပါတဲ့ဒီလိုလေ့ကျင့်နိုင်မယ့်နည်းလမ်းတွေကိုအစဉ်စဉ်ဖော်ပြပေးမယ်နော်နံပါတ်1ချက်ကကိုယ့်ရဲ့အားသာချက်တွေကိုရှာဖွေပါတဲ့ကိုဘာတွေမှာတော်တယ်ဆိုတာကိုစိတ်ရင်းလုပ်ပါတဲ့အားနည်းချက်တွေတဲ့အားသာချက်တွေကိုအာရုံစိုက်ပါငါဘယ်နေရာမှာတော်တယ်ငါဘယ်နေရာမှာတော်တယ်ဆိုတဲ့စကားကိုနေ့တိုင်းပြောပါတဲ့နံပါတ်2ချက်ကကိုနှိုင်းရှိမနေပါနဲ့တဲ့လူတိုင်းကတဲ့ထူးခြားတဲ့အရည်အသွေးတွေရှိပါတယ်တဲ့ဆိုရှယ်မီဒီယာမှာတခြားသူတွေရဲ့အောင်မြင်မှုတွေကိုကြည့်ပြီးတော့စိတ်တမကြပါနဲ့တဲ့နံပါတ်3ချက်ကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုလေးစားပါတဲ့တခြားသူတွေရဲ့ထင်မြင်ချက်တွေတဲ့ကိုယ်စိတ်နှလုံးသားရဲ့အတန်ကိုနားထောင်ပါတဲ့ဒါငါအတွက်အကောင်းဆုံးဆုံးဖြတ်ချက်လို့ပဲယုံကြည်ပါတဲ့နံပါတ်4ချက်ကကိုဂရုစိုက်ပါတဲ့ကျမရင်းနဲ့ညီအောင်စားတော့ပါလေ့ကျင့်ခန်းပုံမှန်လုပ်ပါရေးဝဝအိပ်ပါတဲ့နံပါတ်5ချက်ကကို့အတွက်နယ်နမိတ်သတ်မှတ်ပါတဲ့စိတ်မသက်မသာဖြစ်စေမဲ့သူတွေနဲ့အချိန်မဖြုံးပါနဲ့တဲ့မဖြစ်နိုင်ဘူးလို့ရဲရဲကြီးညင်းတက်အောင်လို့လေ့ကျင့်ပါတဲ့နံပါတ်6ချက်ကကိုယ့်ရဲ့အောင်မြင်မှုတွေကိုချီးကျူးပါတဲ့သိငယ်တဲ့အောင်မြင်မှုတွေကိုတောင်ဂုဏ်ယူတတ်ပါစေတဲ့တပတ်ကုန်တိုင်းကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုပြန်သုံးသပ်ပါတဲ့နံပါတ်9ချက်ကအတိတ်ကအမားတွေကိုခွင့်လွှတ်ပါတဲ့အရင်ကအမားတွေကတင့်ကိုဒီနေ့အတိုင်းဒါထိရောက်စေတဲ့သင်ခန်းစာတွေပါတဲ့ငါအဲ့ဒီတုန်းကအကောင်းဆုံးဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာလို့ကိုပြောပါတဲ့နံပါတ်10ချက်ကအသစ်တွေကိုစမ်းသပ်လေ့လာပါတဲ့မတည်သေးတဲ့အရာတွေကိုလေ့လာပါဝါသနာပါတဲ့အရာတွေမှာအချိန်ပေးပါတဲ့စာအုပ်တွေဖတ်ပါတဲ့နံပါတ်9ချက်ကကိုအားပေးစကားပြောပါတဲ့ငါလုံနိုင်တယ်ငါတန်ဖိုးရှိတယ်ငါဟာတန်မာတဲ့လူတစ်ယောက်ပါလို့ကိုအားပေးစကားပြောပါတဲ့နံပါတ်10ချက်ကအစိတ်သစ်ဆန့်ဆက်ရေးတွေကိုရှောင်ပါတဲ့တင့်ကိုအဆက်မပြတ်ဝေဖန်နေတဲ့သူတွေတင့်ရဲ့စွမ်းအားတွေကိုစက်ယူနေတဲ့သူတွေကိုတန်မိုးကိုမတိမန်းသူတွေတဲ့အချိန်မဖြုံးပါနဲ့တဲ့နံပါတ်7ချက်ကကို့အတွက်အချိန်ပေးပါတဲ့တနေ့ကို15မိနစ်လောက်တယောက်တည်းငြိမ်ငြိမ်လေးထိုင်ပြီးကို့အကြောင်းတွေကိုတွေးပါတဲ့မေတ္တာတရားတွေပွားများပါတဲ့နံပါတ်7ချက်ကကိုယ့်ရဲ့တိုးတက်မှုတွေကိုမှတ်တမ်းတင်ပါနှုတ်ရေးပါတဲ့လက်ရှိအခြေအနေနဲ့လွန်ခဲ့တဲ့တစ်နှစ်ကကိုနှိုင်းယှဉ်ကြည့်ပါတဲ့ကိုတန်ဖိုးထားတတ်ဖို့ဆိုတာတဲ့ဘသူစီကမှမတောင်းဆိုပဲရနိုင်တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါတဲ့ဒီနည်းလမ်းတွေကိုနေ့စဉ်လှုပ်ဆောင်သွားရင်တင့်ကိုယ်တင်တန်ဖိုးထားတတ်လာပြီးပျော်ပျော်ရှင်တဲ့ဘဝကိုပိုင်ဆိုင်ရမှာပါတဲ့ဒီစာရေးသူကိုလည်းလေးစားဂုဏ်ပြုပါတယ်နော်ဒီစာတိုလေးတွေကနေပြီးတော့လဲတစုံတစ်ဦးအတွက်တစ်ခုခုအကျိုးရှိသွားလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ရှင်အားလုံးလည်းကျန်းမာရေးယူဆိုင်ကြပါရှင်နောက်ကြမှာပြန်ဆုံမယ်နော်